EDHS ကြောင်းကိုအရင်ဆုံးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်စိတ်ဝင်စားဆုံးကတော့ဒီ methodology ဘိုင်းပေါ့နော်ဘာကြောင့် methodology ကြောင်းကိုစိတ်ဝင်စားတာလဲပေါ့နော်ဒါတော့ကျွန်တော်အမြင်ပါကတော့ဒီ study တစ်ခုကိုချင်းကပ်တဲ့ခါကျလို့ရှိရင် methodology ကိုသေချာသိတယ်ဆိုလို့ရှိရင်ဒီ study ကနေထွက်လာတဲ့ result တွေပေါ့နော်သူရဲ့ study ရဲ့ result တွေကိုဘာသာပြန်တဲ့အခါမှာတော့၎င်းနားလည်တဲ့အခါမှာတော့၎င်းအသုံးချတဲ့အခါမှာတော့၎င်းကောင်းကောင်းမွန်မွန်လေးပေါ့နော်ဘယ်လိုပြောမလဲနီးမှန်လမ်းမှန်နဲ့သိရတဲ့အခွင့်ကိုပေးဖို့အတွက်သူတို့ကူညီပေးနိုင်မှာပေါ့နော်။ဘာလို့ဒီ methodology session မှာပဲဒါဒီဘာ tools တွေသုံးထားတာလဲဘာ method တွေသုံးပြီးတော့မှ data တွေကောက်ထားတာလဲဘာကိုသုံးပြီးတော့မှ analysis လုပ်ထားတာလဲဒီချက်တွေကအသေးစိတ်ပါမှာပြီးတော့မှ limitation ပေါ့နော်ဘာကန့်သတ်ချက်တွေရှိလဲဒီဟာတွေပါမယ်ဆိုတော့ဒီဟာတွေနားမလည်ဘဲနဲ့ result ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီ result ကပြောတဲ့ number တွေပေါ်မှာချက်ချင်းကောက်ချက်သွားချလိုက်လို့ရှိရင်မှားသွားနိုင်ခြေရှိတဲ့ຢာလေးရှိတယ်ပေါ့နော်။အဲဒါကြောင့်မလို့ဒီ methodology ကိုရေးပြီးတော့မှအရင်ဆုံးကြည့်ဖြစ်တယ်ပေါ့နော်။ဒီ methodology အကြောင်းသေချာသိမှသာဒီ report ကဘာအတွက်လုပ်ထားလဲဒီ report ကဘာကိုပြောနေတာလဲဒါဆိုဒီဟာတွေသိတဲ့ခါကျလို့ရှိရင်သူ့ရဲ့ဒီဆိုလိုရင်း module တွေကိုပေါ့နော်ဖတ်တဲ့ခါကျလို့ရှိရင်အဖြေတွေကောင်းကောင်းမွန်မွန်နဲ့ကျွန်တော်တို့တိတိကျကျသိနိုင်တဲ့အခွင့်ရှိမှာပေါ့နော်ဒီ methodology ကစာမျက်နှာဘယ်လောက်မှရှိလဲပေါ့နော်စာမျက်နှာကျွန်တော်တို့ဟိုမှာရှိတယ်15မှာစတယ်ပေါ့နော်15မှာစပြီမယ်ကျွန်တော်ဖတ်ကြည့်ရတဲ့ခါကျတော့ဒီတချို့ information တွေအကုန်လုံးက methodology session ထဲမှာအကုန်ရှိမနေဘူးပေါ့နော်ဒီ methodology နဲ့နီးနေတဲ့ဟာတွေကတခြားကျွန်တော်တို့ဒီ community resilient chapter မှာလည်းရှိနေတယ်household survey chapter မှာလည်းရှိနေတယ်ပေါ့နော်အဲဆိုတော့ဒီဟာလေးတွေကိုနက်နက်ဆက်ဆက်ဖတ်ကြည့်ဖို့ကလည်းလိုတော့ပေါ့နော်အရင်ဆုံးကျွန်တော်တို့ဟို methodology ကိုနားလည်ဖို့ဆိုဖြေရမယ့်ဟာလေးတွေရှိရပေါ့နော်ဖြေရမယ့်မေးခွန်းလေးတွေရှိရအဲ့ဒါလေးနဲ့စကြည့်အောင်ပေါ့နော်အဲအရင်ဆုံးဒီ methodology ကြားလို့ရှိရင်ကျွန်တော်တို့ဖြေကြည့်တဲ့အခါပါလဲဆိုလို့ရှိရင်ဒီ stadia ဘယ် population ကိုကိုးစားပြုလဲပေါ့နော် sampling universe ပေါ့နော်representative population လို့လည်းပြောမယ် sampling universe လို့လည်းပြောမှာပေါ့နော်အဲဆို sampling universe ကဘာလဲဆိုလို့ရှိရင်ဒီမှာပေးထားချက်အရနားလည်ရတဲ့ဟာတော့ကျွန်တော်တို့ဒီ ethnic health organization တွေ EHO တွေပြီးတော့မှဒီ ECBHO ပေါ့နော် ethnic community based health organization တွေသူတို့ဝန်ဆောင်မှုပေးနေတဲ့ area တွေပေါ့နော်အဲဆိုဘယ်အဖွဲ့အစည်းတွေပါလဲဆိုတဲ့ဟာကျွန်တော်ဒီစာမျက်နှာ16ကနေစပြီးတော့ကျွန်တော်တို့ list လုပ်ထားပေးရပါတော့ဖွဲ့စည်းနာမည်တော်တော်များပါတယ်အဲ့ဒါလေးကိုမြေပုံပေါ်မှာကျွန်တော်တို့တင်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီပုံစံမျိုးလေးတွေ့ရလိမ့်မယ်ဟုတ်ပြီနော်ဒီပုံစံမျိုးလေးတွေ့ရလိမ့်မယ်ကျွန်တော်တို့ကချင်ပြည်နယ်ထဲမှာရှိလိမ့်မယ်ပြီးတော့မှကရင်နဲ့ကရင်နီပြီးတော့မှတနင်္သာရီတိုင်းပဲခူးထဲမှာလည်းနည်းနည်းပါတယ်မွန်ပြည်နယ်လည်းနည်းနည်းပါတယ်ပေါ့နော်အဲဆိုအဲ့ဒီပြည်နယ်တွေမှာရှိတဲ့ ethnic health organization တွေ ethnic community based health organization တွေဝန်ဆောင်မှုပေးနေတဲ့ area တွေကဒါ sampling universe ပေါ့နော်အဲဆိုရင်ဒီထဲမှာရှိနေတဲ့ဝန်ဆောင်မှုပေးနေတဲ့နေရာတွေရဲ့အခြေအနေကိုသိဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော် study လုပ်မယ် survey ကောက်မယ် data ကောက်မယ်ဆိုလို့ရှိရင်ပေါ့နော် sampling frame ကိုဘယ်လိုတည်ဆောက်မလဲပေါ့နော်အဲဒါသူတို့ဝန်ဆောင်မှုပေးနေတဲ့နေရာတွေထဲကပဲကျွန်တော်တို့မြို့နယ်တော်၎င်းကျေးရွာတော်၎င်းဒါမှမဟုတ်လို့ရှိရင်ကျွန်တော် camp နေပေါ့နော်ဒီဟာတွေကဆိုလို့ရှိရင်ကျွန်တော် sampling frame ဖြစ်သွားလိမ့်မယ်ပေါ့နော်ဒီ report မှာထူးခြားချက်တစ်ခုကဒီ sampling frame ကိုကျွန်တော်ရှာလို့sampling frame ဆိုတာနေနံပါတ်တွေပေါ့နော်နံပါတ်တွေကိုကျွန်တော်ရှာလို့မတွေ့ဘူးပေါ့နော်sampling frame စားပဲကျွန်တော်တို့ဒီသူတို့ရဲ့ sampling universe ကဘယ်လိုရှိလဲဆိုတဲ့ဟာကိုဒီ2.1 sampling and field implementation design မှာပါဝင်တဲ့အဖွဲ့အစည်းတွေနာမည်နဲ့ရှင်းပြထားတာပေါ့နော်အဖွဲ့အစည်းတွေနာမည်တော့ကျွန်တော်မဖတ်တော့ဘူးပေါ့နော်အဲဆိုရင်ဒါဆို sampling frame ကတော့သူတို့လုပ်နေတဲ့ကြေးရွာတွေဒါမှမဟုတ်လို့ရှိရင်လည်းရက်ကွက်တွေရက်ကွက်ပါဘာတော့ကျွန်တော်သိချာမသိဘူးပေါ့နော်ပြီးလို့ရှိရင် camp တွေဖြစ်လိမ့်မယ်ပေါ့နော်အဲဆိုလို့ရှိရင် sampling unit ပေါ့နော်ဒုတိယတစ်ချက်က sampling unit ကိုမပြောခင်မှာ sampling design ပေါ့နော် sampling design ကိုပြောဖို့လိုလာပြီ sampling design ကဒီမှာဘာပြောထားလဲဆိုလို့ရှိရင် stratifying two stage cluster sampling ပေါ့နော်
stratify လို့ပြောတဲ့အတွက်ကြောင့်မလို့ stratum တွေကဘာအနေနဲ့သတ်မှတ်ထားလဲဆိုတဲ့ဟာတော့နည်းနည်းကျွန်တော်တို့ဟောလို့ရလိမ့်မယ်မနော်ဒီအဲဘယ်ပေါ်မှာအခြေပြုပြီးတော့မှ stratum သတ်မှတ်လဲပေါ့နော်stratum တွေကတော့ဒီမှာနားလည်ရတော့ကျွန်တော်တို့ EHO area တွေက EHO တစ်ခုချင်းစီက stratum တစ်ခုစီဖြစ်လိမ့်မယ်ပေါ့နော်ပြီးလို့ရှိရင် two state cluster sampling ဖြစ်တဲ့ကြောင့်မလို့ stratum ကတော့ EHO coverage area two state cluster sampling ဖြစ်တဲ့ကြောင့်မလို့ first state မှာ cluster တွေကိုရွေးတော့မယ်အဲဆို first state ရဲ့ sampling unit ကဘာဖြစ်မလဲဆို cluster ဖြစ်လိမ့်မယ် cluster ဒီမှာဘာနဲ့ identify လုပ်ထားလဲဆိုလို့ရှိရင် J ကဒါမှမဟုတ်ရှင် camp လို့ identify လုပ်ထားတယ်second state မှာဆိုလို့ရှိရင်ကျွန်တော်တို့ရွေးပြီးသား cluster တွေထဲမှာအိမ်တွေကိုပြန်ရွေးမယ်အိမ်တွေကိုပြန်ရွေးတာလည်းဘာလဲဆိုလို့ရှိရင် cluster တစ်ခုကို15နေပြီးတော့မှ30ပေါ့နော် household 15နေ30ကိုကျွန်တော်တို့ဒီproximity based method နဲ့ရွေးတယ်လို့ပြောထားတာပေါ့နော်ဒါပေမဲ့အသေးစိတ်တော့မသိရဘူးပေါ့နော်ဒီ proximity based method မှာလည်းအမျိုးမျိုးရှိတယ်ဆိုတော့သေးစိတ်တော့မသိရဘူးဒါဆို second state မှာ assembly unit ကတော့ household ပေါ့နော် first state မှာရွေးတဲ့ cluster ခါကျတော့ PPS ကိုသုံးပြီးတော့မှရွေးတယ်ပေါ့နော်ဒါဆို PPS ကိုသုံးပြီးတော့မှရွေးရဆိုလို့ရှိရင်ဒေတာတစ်ခုကဘာဖြစ်မလဲဆို population base ပေါ့နော်သူ့ရဲ့ probability က population ရဲ့ weight ပေါ်မှာမူတည်ပြီးတော့မှသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူကဘာဖြစ်မလဲဆိုရင်ဒီ population များတဲ့ဒီ population များတယ်ဆိုတော့ဥပမာ coverage များတဲ့ethnic health organization တွေကပို့ပြီးတော့မှဒီ sample ထဲမှာပါမှာပေါ့နော်အဲ့တော့လေဒီမှာကြည့်လို့ရှိရင်တွေ့နိုင်တယ်ပေါ့နော်ဆိုဒီမြေပုံလေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဘယ်ဖွဲ့စည်းတွေဘယ် geographical area တွေက coverage များလဲပေါ့နော်ဒီနေရာမှာဒီနံပါတ်လေးကဖတ်ဖို့ခက်နေမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ Excel file လေးနဲ့ဟိုလောက်ထားတာပေါ့နော်အဲဆိုရင် state ရကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ state ရဆိုကျွန်တော်တို့6ခုရှိမယ်ကချင်ကရင်နီပဲခူးရှေကရင်နဲ့မွန်တနင်္သာရီပေါ့နော်အဲဒီမှာ sample ဒါ household survey ပေါ့နော် household survey မှာအများဆုံးပါတဲ့ဟာတွေပါလဲဆိုကရင်နီ state နဲ့ကရင် state ကတော့အများဆုံးပဲဒါ33ရာခိုင်နှုန်းနဲ့42ရာခိုင်နှုန်းသူတို့နှစ်ခုပေါင်းရင်တော့80ရာခိုင်နှုန်းလောက်ရှိနေပေါ့နော်အဲ့လောက်ဒီပေါင်းကိုစားပြုထားတယ်ဒါဆိုရင်အဲသူတို့ကနေပြီးတော့မှလာတဲ့ sampling frame ကလည်းကြီးလို့ပဲဖြစ်မှာပေါ့နော်ဆို PPS ကိုကျွန်တော်သုံးထားတာပေါ့နော်ဒါဆို kitchen မှာဆိုလို့ရှိရင်ကျွန်တော်မြို့နယ်တစ်ခုပဲရှိမယ် kitchen မှာဆိုလို့ရှိရင်မြို့နယ်တစ်ခုပဲမိုးမောင်းနဲ့နန်စီမော်ပြည်နယ်ဆိုလည်းတစ်ခုပဲတနင်္သာရီတိုင်းလည်းကျွန်တော်3မြို့နယ်ပဲပါမယ်ပဲခူးလည်းတစ်ခုပဲပါလိမ့်မယ်ပဲခူးရှေ့ပိုင်းလည်းတစ်ခုပဲပါမှာနော်အဲဆိုတော့ဒါကသူရဲ့ဒီ sampling ဟောပါဘောနော် sampling unit နဲ့ sampling design ပေါ့နော် the sampling frame ကိုတော့အသေးစိတ်မပြောထားပြင်မယ်ဘယ်မှာ information တစ်ချက်ပေါ်လာလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့ community resilience မှာနော် chapter 3မှာဆိုလို့ရှိရင်ဒီ sampling frame အကြောင်းတော့မဟုတ်ဘူးဒါပေမဲ့ sample selected ပေါ့နော်အရွေးခံခဲ့ရတဲ့ cluster တွေနဲ့အဲ cluster ထဲမှာရှိတဲ့ population နဲ့ household အနေထားဘယ်လောက်ရှိလဲဆိုတဲ့ဟာတော့ပါတယ်နောက်ဆုံးမှာကျွန်တော်တို့ဒီပေါ့နော်ဒီစုစုပေါင်း164 cluster ရွေးတယ်အဲ့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဗာလဲဆိုရှင်23က IDP camp 141က NAM camp village site ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ဒါဆိုဒါကတော့ဒီ sample selected ရွေးချယ်ခံရပြီးတော့မှ data ကောက်ခဲ့တဲ့မှာပါခဲ့တဲ့အဲ cluster ရဲ့အကြောင်းပေါ့နော်အဲ့ဆိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ village ကများတယ်ဒါပေမဲ့ဟို camp လည်းပါလာဆိုလို့ရှိရင်တော့ camp လည်းပါတယ်သူတို့ camp နဲ့ village ရဲ့ distribution ကြည့်မယ်ဆိုလို့ရှိရင်ဒီ cluster က region မှာကျွန်တော်ကြည့်လို့ရမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါအများဆုံးကတော့ကရင်ပဲကရင်နီဒါခုန figure နဲ့လည်းသွားပြီးတော့မှဟောဖြစ်တယ်တချို့မြို့နယ်တွေမှာဆိုရှင်လုံးဝ camp မပါဘူးဒါပေမဲ့ကချင်မှာဆိုလို့ရှိရင်အကုန်လုံး camp setting နေလာတာပေါ့နော်အဲဆိုတော့ဟို population က heterogeneous ပေါ့နော်အာ population ပုံစံမတူဘူးသူ cluster characteristic ကမတူဘူးပေါ့နော် camp လည်းရှိတယ်ကျွန်တော်တို့village လည်းရှိတယ်တချို့မြို့နယ်တွေက camp setting နေလာတယ်တချို့မြို့နယ်တွေခါကျတော့လုံးဝ village setting နေပြီးတော့လာတာမျိုးလည်းရှိရပေါ့နော်အဲဒီချက်တွေကတော့ကျွန်တော်တို့မှတ်ထားလို့လိုမယ်ဒီ adaptation လုပ်တဲ့ခါကျလို့ရှိရင်ပြန်သတိထားလို့ရအောင်ပေါ့နော်ဟုတ်ပြီအဲဆိုရင်ဒါဆိုရင်အာ sampling unit လည်းပြီးပြီဆိုလို့ရှိရင်
respondent ကဘာတူလဲပေါ့နော် respondent ကဘာတူလဲလို့ပြောတဲ့ခါကျလို့ရှိရင်ဒီမှာ how to definition တော့ပါတယ် how to definition လဲဟိုမှတ်ထားပြီးတော့ပေါ့နော် how to definition လဲပါတယ်respondent ကိုတစ်ချက်ကြည့်အောင်ပေါ့နော် respondent အကြောင်းကကျွန်တော်ဘယ်မှာပြောထားလဲဆို data collection မှာပြောထားတယ် respondent ကတော့ကျွန်တော်တို့ဒီ household head က primary respondent ပဲအဲဆို male headed လည်းဖြစ်မယ် female headed လည်းဖြစ်မယ် household respondent မရှိဘူးဆိုလို့ရှိရင်တော့သက်ဆိုင်ရာဟိုပေါ့အိမ်အောင်စုမှာအိမ်သာဟိုဖြစ်တဲ့တယောက်ယောက်ပေါ့နော်တယောက်ယောက်ကိုခေါ်ပြီးတော့မှကျွန်တော်တို့ interview ထားတဲ့ interview ထားတာပေါ့နော်အဲ့ဒီနေရာမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဗာလဲဆိုဒုတိယ interest group ကဗာလဲဆိုလို့ရှိရင်women at reproductive age ပေါ့နော်အဲ့ဆိုတော့ဒီ women at reproductive age မှာပါတဲ့လူကိုကျွန်တော်တို့ priority ပေးထားတယ်ပြီးတော့မှလည်းဗာဖြစ်ရမလဲဆို9နှစ်ယောက်ကလေးအမေလည်းဖြစ်ရမှာပေါ့နော်အဲ့ဆိုတော့ဒါကတော့ primary respondent ရဲ့အကြောင်းပေါ့နော်ပြီးတော့ဒီ household survey မှာသူကပါလဲဆိုလို့ရှိရင် set module လေးတွေပါတယ်အဲ့ဒါပါလဲဆိုရင်ဒီmother and child အဓိက mother ပေါ့နော် maternal health ပေါ့နော် MCH နဲ့ပတ်သက်တဲ့ဟာဒီ ANC တို့ delivery care တို့ဘာလို့ပတ်သက်တဲ့ဟာပေါ့နော်အဲ့ဒီ module ခါကျဘယ်သူ့ကိုမေးလဲပေါ့နော်ပြီးရှင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် CVD ဒီ cardiovascular disease ပေါ့နော် CVD နဲ့ပတ်သက်တဲ့ဟာ non communicable disease နဲ့ပတ်သက်တဲ့ module ကလည်းပါတယ်ဒါဆိုတော့ဘယ်သူတွေကိုမေးထားလဲပေါ့နော်ဘယ်သူတွေကိုမေးထားတဲ့ခါကျတော့ဒီခါက data collection session မှာလည်းမရှိဘူးကျွန်တော်ဒီ household မှာ household survey result မှာတွားကြည့်ရမှာပေါ့နော် household survey result မှာပြန်မှာရှိမယ်ဆိုလို့ရှိရင်ဒီ maternal ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ maternal ဟိုမှာ result မှာရှိလိမ့်မယ် okay တော့ကျွန်တော်စာမျက်နှာ36မှာပေါ့နော်ကဲဘယ်လိုလဲဆိုလို့ရှိရင်အော်ဒီမှာပြောဖို့တခုကြံခဲ့တာပါလဲဆိုလို့ရှိရင်ဒါဆိုရင်စုစုပေါင်း household survey ကခုနက cluster ဘယ်လောက်သွားခဲ့လဲဆိုတာပြောထားတယ်ဒါဆိုစုစုပေါင်း household အောင်ဘယ်လောက်သွားခဲ့လဲပေါ့နော် household စုစုပေါင်းဘယ်လောက်သွားခဲ့လဲဆိုလို့ရှိရင်ကျွန်တော်တို့စုစုပေါင်းအာ report အရဆိုလို့ရှိရင်သူကဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်အောင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့3112 household cover လုပ်ထားတယ်ပေါ့နော်ဒါပေမဲ့အပေါ်မှာခုနပြထားခဲ့တဲ့မြေပုံပေါ့နော်ဒီမြေပုံမှာရှိတဲ့နံပါတ်နဲ့ချိန်ကြည့်မယ်ဆိုလို့ရှိရင်တော့အဲ့မြေပုံကတော့3030ကျော်ကျော်လေးပဲရှိတယ်အဲဆိုတော့ကျွန်တော်ထင်တယ်ဒါကတော့ဒါ algebra error လေးတစ်ခုဖြစ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့ report ရဲ့တခြားနေရာတွေမှာကြည့်လိုက်လို့ရှိရင်တော့ဒီ3112နဲ့ပဲပြောသွားတယ်ဆိုတော့ဒီ house စုရဆိုလို့ရှိရင်3112 house စုရောက်ခဲ့တယ် cluster ရဆိုလို့ရှိရင်ကျွန်တော်တို့မှတ်မိသလောက်ဆိုရင်164ဖြစ်မယ်ထင်တယ်โอเคပြန်သွားကြည့်လိုက်မယ်နော် cluster ရဆိုလို့ရှိရင်ဟုတ်ပါတယ်ကျွန်တော်တို့အာ cluster by region ကနော် cluster ရဆိုလို့ရှိရင်164ဟုတ်တယ်164 cluster သွားခဲ့တယ်ပေါ့နော်အဲဆိုတော့အဲ့ဒီမှာခုနကတော့စိတ်ဝင်စားတယ်ခုန subgroup တွေဖြစ်တယ်ဒီ maternal health ပေါ့နော်ဒီ maternal health နဲ့ပတ်သက်လို့ရှိရင်ဘယ်သူတွေကိုမေးလဲပေါ့နော်အဲ့ဒီမှာလည်း respondent ပြန်ခွဲသွားတယ်ဟောဆိုကိုယ့်ရဲ့ household က primary respondent ကဒီဟိုဖြေလိမ့်မယ် household head ကဖြေလိမ့်မယ်ဒါပေမဲ့ MCH session ရောက်လို့ရှိရင်ဘယ်သူမေးလဲဆိုလို့ရှိရင်ဒီမှာရေးထားတဲ့အတိုင်းဆိုလို့ရှိရင် MCH session ရောက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘာဖြေလဲဆိုလို့ရှိရင်ဒီ9နှစ်ယောက်ကလေးပေါ့နော်9နှစ်ယောက်ကလေးအမေပြီးတော့မှဒီ women and reproductive age ပေါ့နော်15-49ထဲမှာရှိတဲ့အမျိုးသမီး9နှစ်ယောက်ကလေးမေဦးစားပေးပြီးတော့မှမေးတယ်ဆိုအဲ့ဒီနေရာမှာသူကလည်းဘာလဲဆိုလို့ရှိရင်တအိမ်ကိုတစ်ယောက်ပဲယူတာဆိုအကယ်၍များဒီအိမ်မှာကလေး2ယောက်ရှိတယ်ဒါမှမဟုတ်လို့ရှိရင်အမေ2ယောက်ရှိတယ်သူဘယ်သူကိုယူလဲဆိုလို့ရှိရင် youngest child ပေါ့နော်ဟိုငယ်တဲ့ကလေးကိုယူတယ်အဲဆိုတော့ကိုဝန်ဆောင်နဲ့အကြောင်းပြောမယ်ဆိုလို့ရှိရင်ဒီအိမ်မှာ9နှစ်ယောက်ကလေးက2ယောက်ရှိတယ်အဲတယောက်က2နှစ်တယောက်က4နှစ်အဲဆိုလို့ရှိရင်သူ့ရဲ့ကိုဝန်ဆောင်အတွေ့အကြုံဆိုလို့ရှိရင်ဘယ်ကလေးအကြောင်းဖြစ်မယ်ဆိုလို့ရှိရင်2နှစ်ယောက်ကလေး2နှစ်ကလေးရဲ့ကိုဝန်ဆောင်2နှစ်ကလေးတော့ကိုဝန်အကြောင်းဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒါကနည်းနည်းလေးဘယ်လိုပြောမလဲဘာသာပြန်ဘယ်လိုပြန်ကြမှာလဲပေါ့နော်အဲဆိုသူ့ရဲ့ဒီ study population မှာရှိတယ် U5 population
အားလုံး U5 U5 population အားလုံးရဲ့ဒီအမေတွေကိုယ်ဝန်ဆောင်တော့က experience ကိုပြန်ပြောတာမဟုတ်ဘဲနဲ့အငယ်ဆုံးကလေးရဲ့ကိုယ်ဝန် experience ပေါ့နော်အဲဆိုတော့အငယ်ဆုံးကလေးရဲ့ကိုယ်ဝန် experience ကိုဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီခါလေးကတော့နည်းနည်းอืมနည်းနည်းဘာသာပြန်တဲ့ခါကျလို့ရှိရင်နည်းနည်းလေးဟိုတခါကျရင်လည်းဘယ်လိုပြောမလဲပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ YouTube ကိုပဲကျွန်တော်တို့ဒီ YouTube ကိုပဲဟိုမေးလိုက်တာရှိရပေါ့နော် YouTube ကိုပဲမေးလိုက်တာရှိတယ်အဲ YouTube အမေကိုပဲကျွန်တော်မေးလိုက်တာရှိရပါဆိုတော့နည်းနည်းတက်ကြော်ပိုင်းဆိုလို့ရှိရင်ဒီကိုယ်ဆောင်နဲ့ပတ်သက်တဲ့ recall ကလည်းဟိုခတ်သွားပြီရောအဲဆိုတော့YouTube ပဲမေးတာရှိရပေါ့နော်ဒါပေမဲ့ဒီမှာတော့ကျွန်တော်တို့ဒီအဲငယ်တဲ့တယောက်ဦးစားပေးတယ်ဒါပေမဲ့ခုနပြောလို့ဒီဟာငယ်တာကဘယ်နှစ်နှစ်အောက်လဲဆိုတဲ့ဟာလဲမပါဘူးဆိုတဲ့ကြောင့်လို့ပြောဖို့တော့ခက်တော့ပါနော်ဒါအပေါ်မှာလည်း U5 ကိုဦးစားပေးထားတယ်ပြောတဲ့ခါကျတော့ U5 ထဲမှာပဲနှစ်ယောက်ရှင်ဒါဘယ်လိုမျိုးဟောလုပ်မလဲ interpretation မှာဟို U5 အားလုံးရဲ့ U5 အမေရဲ့ experience ဆိုတာတဲ့ U5 ထဲကအအမေရဲ့အငယ်ဆုံးကလေးကိုယ်ဝန်ဆောင်တော့ experience ဆိုတဲ့ပုံစံမျိုးကျွန်တော်ဘာသာပြလိုက်မှာပေါ့နော်သူ result တွေပြီးတော့နောက်တစ်ခုကဘာလဲဆိုရှင်ဒီနေရာမှာပေါ့နော်ဒီထိမှာကျွန်တော်ပြောဖို့တစ်ချက်လိုသွားတဲ့ဟာပါလဲဆိုရှင်ဒီ data collection ဟိုမှာပဲသူတို့ရေးထားတာရှိတယ်ဒီ survey ကtwo state cluster sampling ဆိုလို့ရှိရင်ကျွန်တော် analysis လုပ်ပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ survey design complex ဖြစ်မှုပေါ်မှာရောပြီးတော့မှကိုယ့်ရဲ့ဒီပေါ့နော် some representative population ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့မှဒီ weight တက်ပြီးတော့မှ weighted analysis လုပ်ကြတာပေါ့နော်ဒါပေမဲ့ဒီအခုဒီ report ထဲမှာပြောထားတဲ့ဟာတွေအားလုံးက weighted analysis မဟုတ်ဘူးတဲ့ဒါဆိုဒီဟာပါလဲဆိုလို့ရှိရင် semi descriptive ပေါ့နော် descriptive တောင်မှကျွန်တော်တို့ဒီကောက်ထားတယ်164 cluster မှာရှိတယ်အကြောင်းအရာတွေပဲကုစားပြုမယ်ကျွန်တော်ဒီ EHO ကနေပြမ coverage ပေးနေတယ် sampling universe တစ်ခုလုံးဒါမှမဟုတ်လို့ရှိရင် sampling frame တစ်ခုလုံးမှာရှိတဲ့အကြောင်းအရာကိုတွားပြီးတော့မှ inference လုပ်လို့မရဘူးပေါ့နော်ကုစားပြုလို့မရဘူးအဲ့တော့အခုဒီအကြောင်းအရာတွေအားလုံးကဘာနဲ့ပဲအကျုံးဝင်လဲဆိုလို့ရှိရင်164ခုနဲ့ပဲအကျုံးဝင်လိမ့်မယ်မင်းနော်ဆိုအဲ့ဒီထဲမှာဒီအမေကြောင်းဆိုလို့ရှိရင်လည်းအဲ့164 cluster ထဲမှာရှိတယ်9ယောက်ကလေးအမေရဲ့အငယ်ဆုံးကလေးကိုယ်ဝန်ဆောင်အတွေ့အကြုံနဲ့ပဲသွားပြီးအကျုံးဝင်လိမ့်မယ်အဲဆို CVD ကိုတစ်ချက်ကြည့်အောင်မနော်ဒီ CVD နဲ့ပတ်သက်လို့ရှိရင် CVD မှာသူကဘာထည့်ထားလဲဆိုလို့ရှိရင် weighted analysis တခုထည့်ထားတယ်အဲ့ဒါလည်းဘာလဲဆိုလို့ရှိရင်ဒီ CVD ပေါ်မှာမူတည်ပြီးတော့မှ CVD module ဘယ်လိုမေးလဲပေါ့နော် CVD ကကြတော့သူကအသက်40အထက်တွေကိုမေးတာအောင်အသက်40နဲ့40အထက် population မေးတာပေါ့နော်အဲဆို40နဲ့40အထက်မှာကျွန်တော်ဘယ်နှယောက်တွေ့လဲဆိုလို့ရှိရင်ဒီအာဒီ2464ပေါ့နော်2464 interview လုပ်ခဲ့တယ်ဒါပေမဲ့အဲ့ interview လုပ်ခဲ့တဲ့2464ကတကယ်တမ်းကျွန်တော်သွားခဲ့တဲ့3112 household မှာရှိတယ်ဒီ population ဟောပေါ့နော် eligible ဖြစ်တဲ့ population ဒီ household မှာအသက်40နဲ့အထက်ရှိရဆိုလို့ရှိရင်အဲ့သူတို့အားလုံးရဲ့62ရာခိုင်နှုန်းပဲဒီမှာတော့ table မှာတော့အသေးစိတ်ပြထားတာပေါ့နော်သူရဲ့ age group လိုက်ဘယ်လောက်ရှိလဲအဲ့လို CVD ကကြတော့လေအသက်အရွယ်ပေါ်မှာမူတည်ပြီးတော့မှ CVD risk ကမတူဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ X နဲ့ sex ကိုပြန်ခွဲပြီးတော့မှ weighted လုပ်ပြီးတော့မှတွက်ထားတာပေါ့နော်အဲ့ဆိုဒီ weight ကဘာအတွက်ပဲပြောပါလဲပေါ့နော်ဒီ weight ကကျွန်တော်တို့ sampling frame တစ်ခုလုံး sampling universe တစ်ခုလုံးမပြောဘူးဒီအခုကျွန်တော်တို့ကောက်ခဲ့တဲ့164 cluster ထဲမှာရှိတဲ့ဟာကိုပဲသူက representative ဖြစ်နေမှာပေါ့နော်အဲ့ဆိုတော့ဒါလေးတွေကဒီ methodology ကိုလေ့လာတဲ့အခါမှာတွေ့ရတဲ့အချက်လေးတွေပေါ့နော်ပြီးတော့နှစ်ခု miss ဖြစ်နေတာလေးတွေ့တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် sample size determination ပေါ့နော်ပုံမှန်အဖြစ်ဆိုလို့ရှိရင် methodology section တွေမှာဆိုလို့ရှိရင် sample size ကိုဘယ်လိုမျိုးသတ်မှတ်လဲ sample size ကဘာပေါ်မှာမူတည်တော့တွက်ထားလဲသူရဲ့ power ဘယ်လောက်ရှိမလဲ precision ကဘယ်လောက်ရှိမလဲအဲ့ဒါလေးတွေရှင်းပြထားတယ်ဒါပေမဲ့ဒီ report မှာဒီဟာတော့မတွေ့ရဘူးအာဒါပေမဲ့အဲ့ဒါဒီခုရေးပြထားတဲ့ frame ထဲမှာပြဿနာရှိလားဆိုတော့မရှိဘူးဘာလို့လဲဆိုတော့သူကလည်းပြောထားတယ် weighted analysis မဟုတ်ဘူးပြောထားတဲ့အကြောင်းအရာတွေအားလုံးကအခုကောက်ထားတဲ့ကြေးရွာနဲ့ကန့်မှာရှိတဲ့အကြောင်းအရာကိုပဲကိုးစားပြုတယ်ကျွန်တော်တို့
သူ့ရဲ့ coverage population တစ်ခုကိုစားမပြုဆိုတဲ့ကြောင့်မလို့ဒီ sample size အကြောင်းမသိသေးလဲရတယ်ပေါ့နော်sample size အကြောင်းသိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ sample size အကြောင်းအပြင်ချိန်ကြလိုလာမယ်ဆိုလို့ရှိရင်ကျွန်တော် weighted analysis လုပ်လာတဲ့အခါကျလို့ရှိရင်ဒီဟာလိုလာမယ် population ကိုပြန်ပြီး inference လုပ်တဲ့အခါကျလို့ရှိရင်ဒီဟာလိုလာလိမ့်မယ်ပြီးဒုတိယတစ်ခုကကျွန်တော်တို့ဗာလဲဆိုလို့ရှိရင် indicator definition ပေါ့နော်ဆိုဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ CVD နဲ့ပတ်သက်တဲ့ဟာတွေရှိမယ် disability နဲ့ပတ်သက်တာရှိမယ်ပြီးတော့ mental health မှာဆိုလို့ရှိရင်mental health နဲ့ပတ်သက်တဲ့ module လေးလည်းတွေ့နေမယ်ပြီးတော့မှ food security လည်းပါလိမ့်မယ်အဲဆိုတော့ဘာသွားတွေ့ရလဲဆိုလို့ရှိရင် indicator definition module ကိုတသက်မတွေ့ရဘူးပေါ့နော် module ဆိုတဲ့ title ပေါ့နော်ဒီ methodology အောက်မှာအဲ့ဒါလေးမတွေ့ရဘူးအဲ့ဒါလေးမတွေ့ရတဲ့ကြောင့်မလို့ဘယ်ဟာကိုသုံးသွားလဲဆိုတဲ့ဟာသူရဲ့ module ဒီသက်ဆိုင်ရာဒီ session တွေမဖတ်သေးတဲ့အတွက်ကြောင့်မလို့အဲ့ဒီမှာတော့ပြန်ပါမလားတော့မသိဘူးပေါ့နော်ဒါပေမဲ့ပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ indicator definition ကဒီ methodology အောက်မှာရှိတယ်ဘယ် indicator တွေ module မှာဘယ် indicator သုံးထားတယ်အဲဆိုအဲ့ဒါတွေကအဓိပ္ပာယ်တွေကဘာတွေလဲပြီးတော့သူရဲ့ reference ကဘာတွေလဲပေါ့နော်ဒီ indicator တွေရဲ့ reference ကဘာတွေလဲအဲ့လိုမျိုးပေါ့နော်အခုနောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ mental health နဲ့ဆိုလို့ရှိရင်ဒီကျွန်တော်က PHQ လား PQH လား9လားအဲ့ဒီဟာကို reference လုပ်ထားတာပေါ့နော်ပြီးတော့ food security ဆိုလို့ရှိရင်ကျွန်တော် food security food insecurity experience scale ပေါ့နော်အဲ့ဒီကောင်ကိုသုံးထားတာတွေ့တယ်အဲ့လိုမျိုးပေါ့နော်သူရဲ့ definition တွေတက်ကို methodology session မှာမတွေ့ရဘူးဒါပေမဲ့ခုနပြောတဲ့ module session တွေမှာရှိမယ်လို့တော့ထင်တယ်ပေါ့နော် okay ဒါဆိုရင်ဒီ report ကဒါဆိုရင်ဒီ Summit University ကိုလုံးကိုစားမပြုဘူးဆိုတော့အကောက်ခဲ့တဲ့ဂျီဟွာနဲ့ကပ်မှုပဲကိုစားပြုမှာပေါ့နော်ဒါဆို compare လုပ်လို့ရလားပေါ့နော်တခြားဟာတွေနဲ့ compare လုပ်လို့ရလားဆိုတော့ဟိုတခြားဟာတွေနဲ့ statistical compare လုပ်လို့တော့မရဘူးဥပမာဆိုလို့ရှိရင်ကျွန်တော်2015 DHS နဲ့ compare လုပ်မယ်ဆိုလို့ရှိရင်ဒီ descriptive အနေနဲ့ပဲ compare လုပ်လို့ရမယ်ဒါသူသွားခဲ့တဲ့ဟာတွေကဒါသူရဲ့ coverage တွေအားလုံးကကျွန်တော်တို့ကဒါ hard to reach remote ဖြစ်တဲ့နေရာတွေအဲဆိုဒီနေရာပြီးတော့ conflict affected နေရာတွေအဲဆိုဒီနေရာတွေမှာရှိတဲ့အခြေအနေကဘယ်လိုလဲဆိုတော့ descriptive number ရပဲကျွန်တော်တို့ compare လုပ်လို့ရမယ် statistical comparison ကတော့ကျွန်တော်မရဘူးအဲ့ဒါက even ကျွန်တော်တို့ဒီ weighted analysis လုပ်ထားရင်တော့မရဘူးပေါ့နော်အဲဆို sampling frame ကမတူဘူးပေါ့ဟိုပန်းတီးနဲ့ပဲရှင်းလို့ရမှာလေနော်စပန်တီမဟုတ်တဲ့တရားမျိုးရှင်းလို့မရဘူးအဲဆိုနောက်တစ်ခုကဒါဆိုရင်အာဒီ EDHS ကိုလုပ်တဲ့အဖွဲ့အစည်းတွေကပဲအရင်ကလုပ်ထားတဲ့ survey တွေနဲ့ရှင်းလို့ရမလား weighted analysis လုပ်လို့ရမယ်ဆိုရင်တော့ရှင်းလို့ရမယ်ဒါပေမဲ့တစ်ခုရှိတာကဥပမာပုံမှန်ဥပမာတစ်ခုပေါ့နော်ကျွန်တော်တို့အရင်တုန်းက report က2013မှာနေ The Long Road to Recovery ပေါ့နော်အဲဆိုဒီ2013မှာကောက်ခဲ့တဲ့ coverage area sampling frame ကတူတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ statistical compare လုပ်လို့ရမယ်မတူဘူးဒါပေမဲ့တော်တော်များများ overlap ဖြစ်တယ်ဆိုလို့ရှိရင်အဲ့ overlap ဖြစ်တဲ့အပိုင်းလေးကိုပဲတက်ဖယ်ထုတ်ပြီးတော့မှ weight တွေပြန်တွက်ပြီးတော့မှ analysis လုပ်ရင်ရလိမ့်မယ်ဒီတိုင်းဟောပေါ့နော် discrete comparison ကတော့ဒါတော့ရတယ်ဟုတ်ပြီနော်အဲဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ methodology session နေနဲ့သူရဲ့ sampling universe ကပါလဲ sampling frame ကပါလဲsampling design ကပါလဲပြီးတော့မှrespondent selection တွေမှာသတိထားရမယ့်အချက်လေးတွေပါလဲဒီဟာလေးတွေပေါ့နော်သတိထားမိတဲ့အချက်လေးတွေအကြောင်းလေးဒီမှာပြန်ပြီးတော့မှ reflection လုပ်ကြည့်ရပါတော့အဲ့ဒါကကျွန်တော်တို့ဒီတကယ် module တွေကိုစာဖတ်ကြည့်တဲ့အခါကျလို့ရှင်ပြန်ပြီးတော့မှလည်းအသုံးချနိုင်မယ်ဟုတ်ပြီနော်ဆိုတော့ methodology review ဒီမှာပဲခဏကြလိုက်မယ်